Assalamualaikum warahmatullahi wabarakatuh. Azizle 1 তারিখ নভেম্বর মাস 2025 শনিবার দিন ওনারা বিয়াগুলিনরে জিআরএফ ইউএস এর খবরের চ্যানেলত তরফতুন ইস্তেকবাল করাছর আজিয়া আরার জিআরএফ ইউএস এর 7 নম্বর ইন্টারভিউ প্যানেলত মাদে আরার পতি আছে আরার ইজ্জতদার আর মেহমান মাস্টার খুসুইং জীবানিকি বর্মার থওয়ারিকর ওরে জানাত মাদে মাহির অদ্দনি আর বর্মার এজান্টা মিলিটারির সরকারে যুগ যুগ ধরিয়রে কানুনরে ইস্তেমাল করিয়রে রোহিঙ্গা অকলর ওরে জুলুম অত্যাচার করিয়রে আইয়েদে আরা নজানি দে থওয়ারি করে আরার মাস্টার কুসুইং সাবতুন জানিয়রে লয়ম আর 2024 আর 25 মাদে আইরে আরকান স্টেটত মাদে হাজগরিয়রে টেররিজম বাগি রোহিঙ্গা অকলর ওরে এতরফিয়া গরিয়রে জুলুম অত্যাচার গরিয়রে যাতে নিনর ওরেও জানিয়রে লয়রে যায়ও যে আয়তই আরা শুরু করি আরার বর্মার তওয়ারিকর ইন্টারভিউ রে Assalamualaikum warahmatullahi wabarakatuh. जी मास्टर कुसुई साहब অনরে বেশি শুকরিয়া আরার জিআরএফ ইউএস এর খবরের চ্যানেলত মাদে আইরে বর্মার তওয়ারিকর ওরে ইন্টারভিউ দিয়রে জদে এনানত জি বর্মান মাদে হতে আজাজি ফাইয়ে আর আজাজি ফাইদে ইয়ালা রোহিঙ্গা কল আসিলনে আর বর্মার সরকারে রোহিঙ্গা অকলরে বর্মার দেশটা ইসেফা মানিয়রে লয়রে নজর দে কিয়লাছে জিআরএফ ইউএস এমা রোহিঙ্গা মিয়াগা মেমানে মালওয়েলে মারাকে শিগেদলা লেরে ইয়াবিদে নবাই মা রোহিঙ্গা দেগো তাইরান্দালু বাজম মতমে ডালেগো রোহিঙ্গা বাদালু মেলা রে ঠে টুবে চেজুটি মারে জিআরএফ গো টুবে চেজুটি মারে রোহিঙ্গা মিয়া হা ললয়ে মায়াকে সেতা ইয়াজু নে সেঙ্গা ইয়াজু আচামা তগেলো মিয়াပြောမယ်ဆိုလို့ရှိရရင်ဗမာပြည်နာမည်မမဲခင်ဒီရိုဟင်ဂျာများဟာရခိုင်ပြည်မှာရှိပြီးသားပါဒါကတော့ကျေဝဲပါတယ်ရိုဟင်ဂျာများဟာတကယ်ရှိပြီးသားပါ1948ခုနှစ်မှာလွတ်လပ်ရေးရခဲ့ပါလက်ရှိပွဲစည်းပုံအရရိုဟင်ဂျာတွေကိုတိုင်းရင်းသားပြည်တေးသွမ်းပေါ်ပြတာလုံးဝမရှိပါ1890နဲ့မတိုင်ခင်ဗမာပြည်မှာနေတိုင်သောလူမျိုးစုအဖိတ်တာထေသွမ်းခဲ့တာတွေ့ရပါတိုင်းရင်းသားလူမျိုးစုအဖိတ်မတေးသွမ်းတာက1942ခုနှစ်ရခိုင်ရိုဟင်ဂျာဒီဂရုံပေါခဲ့နပဲဇလုံးနိုင်နာခဲ့ပါနာကိုပင်တိပြတာကတိုင်းရင်းသားနိုင်ငံသားဖိတ်မှပေပြရတယ်ရှိတယ်လို့သုံးသပ်လို့ရပါတယ်နောက်တစ်ခုကဦးနွားဆွေရတက်လာတဲ့အရှင်ကမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တက်မဲ့ပေါ်အတွက်ကျင့်ရခဲ့ပါတယ်လွယ်လွယ်ရပြတဲ့နောက်ပိုင်းဘာသာရှမတူတဲ့တရားသားများနိုင်ငံသားများဖြစ်မှပေပြတယ်လို့သုံးသပ်လို့ရပါတယ်လူမျိုးရဲ့အမင်းဆက်ရနာရှမ်းမြဲရဲ့တွန်းရှိုးတဲ့နေလဲမြလဲပါဝင်နေပါတယ်ဒါကဒီလို့ဆိုရင်တူနဲ့လူရင်းပါজিআর আরেকখান সওয়াল হল যে বাংলাদেশ রোহিঙ্গা রিফিউজি ক্যাম্পত মাদে আছে দে ওভার 1 মিলিয়নের ওরে রোহিঙ্গা অকল যাতারা নাকি কান গুড়া জাগাত মাদে গুড়া ভাষা মারিয়রে জীবন যাপনরে হাড়াইয়রে গরিয়রে যাতে ইতারা হার একখান সমত মাদে নিজর অতনত মাদে ওয়াফেস পুরাপুরি হকলয়রে জায়গা ফারিম বলি হইরে আশা লয়রে যেখান নাকি আছে এই আশা এনান পুরা দুনিয়ায় রোহিঙ্গা অকল রিপাট্রিয়েশন গরিয়রে যাই পারিব লাই গরি দিয়রে পারিবনে ইয়া রোহিঙ্গা অকলতুন নিজে কুদে তরিকারে তুয়ায়রে বাইর গরিয়রে যা করিবဟုတ်ပါတယ်2010ဒုတိယမဲကွင်းက2010ခနိုင်မှာကိုလုံးလာခဲ့တဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းရှိရိုဟင်ဂျာစေတင်ကျော်မိကံတွေကိုပန်နိုင်ပါမလားနိုင်ငံတကာကလုံးပနိုင်ပါမလားဆိုတဲ့မဲကွင်းတိုက်ပါတယ်
ဥစ္စာကဟုတ်ပါတယ်မှန်ပါတယ်နိုင်ငံတကာလူအခွင့်အရေးရိုဟန်ဂျာများကမိကမြေကိုပင်ကွန်းရှိပါတယ်ဘာမှကလွန်ကျူရေးလုံးဝမရှိပါမြန်မာဆိုရမှာကလွန်ကျူရေးအမကန်ချနိုင်ငံသားအဖွဲ့တမ်းမဲ့ပြုခြင်းနိုင်ငံတကာဆောင်ကြမှုများပါဝင်ရမှာဖြစ်ပါတယ်ဟုတ်တော့လေနိုင်ငံတကာလုပ်ပေးမှာကခန့်ကမှာပါမိကိုယ်ကန်ချမှာကိုပင်ဒီရယူအမှာပါမြလာနဲ့မွေပင်ချန်ဆိုတဲ့ဟာမျိုးအရှိနေပါဘာမာအင်္ဂလမပအင်တိုင်းပြည်မြတ်ကအိမချမကြပဲပဲလက်တာမရှိပါဒါနဲ့ရိုဟန်ဂျာများဟာတွေးစီပြီးကိုအကွာတွေကိုတိုက်ယူရမှာပါဒါမှမိကံမွဲရဲ့နယ်မြေကိုအကွာရေကိုရယူမှာဖြစ်ပါတယ်ဒါကျေးဇူးတင်ပါတယ်JR Arakan swallow deze mogokolore aralore edur pincha forogoragori kiolo eze ar mogokole arare kiolai buliore har somot made bangili khala boli hoire dakiore jade bare GRF USAကိုအတုပဲကျေးဇူးတင်ပါတယ်ကဲတတိယမဲ့ကွင်ကရိုဟန်ဂျာဘာသာလူမဲလာတဲ့မဲ့ကွင်ပါရိုဟန်ဂျာနဲ့ရခိုင်ဘာကြောင့်ပြကြဆက်စင်တာလေဘင်္ဂလီကလာလို့ဘာဖြစ်လို့မုန်းထိတာလဲအဲ့ဒါကိုပဲမဲတာအတုပဲကျေးဇူးတင်ပါတယ်ရခိုင်ပြည်နယ်မှာကမောက်ကနေမန်းကိုပဲကူကွေပူဇော်ပါတာပါရှေ့တုန်းကတကယ်ရုံမှာပါတယ်ဒီမောက်တွေကချန့်တဲ့ပါတယ်နောက်မှဗုဒ္ဓဘာသာကိုခုခွေလာခဲ့ပါတယ်မောက်တွေကဆင်းအာနာရှာများနဲ့ပို့ပွန်ခဲ့ပါတယ်သူတို့ရဲ့ policy ကသူတို့ဘာသာဝင်မှာရှိတဲ့မိုက်မဲ့တဲ့ပုံကြီးရဟန်းတန်ခါများကဒီဘာသာရှိမတူတဲ့ကျွန်တော်တို့ရိုဟန်ဂျာလူမျိုးတွေကိုဒီနိုင်ငံမှာမရှိအောင်ဒီနိုင်ငံမှာပပျောင်းမွန်ထုတ်ရမယ်မျိုးတွေလူမျိုးမပြုတ်လူမျိုးတွေလူမျိုးပြုတ်မီဆိုရက်ဟာကိုဆောင်ဖို့ကိုလက်ကန်တို့ထားခဲ့ပါရန်တန်ကပုံကြီးများကလည်းသွေးတူပေးခဲ့ပါစိတ်တကောင်ကကုဝင်လာတဲ့ဘင်္ဂလီဆိုပြီးတော့မှသွေးတူပေးကြတာမြားပါတယ်အခုတိတော့မှဘင်္ဂလားဒေ့ရှ်မှာနေခဲ့တဲ့ပုံကြီးတီကဒီကနေစစ်တကောင်ကနေကုဝင်လာတဲ့ဘင်္ဂလီအင်္ဂလိပ်လက်တဲ့ကနေကုဝင်လာတဲ့လေကူဒီဆိုပြီးတော့မှသွေးတူပေးခဲ့လို့ကလားဆိုတဲ့ဟာကိုသူတို့မုတ်တိပြီးတော့ခေါ်ပေးပါသွေးတူပေးခဲ့တဲ့ဟာကစာတန်လာခဲ့ပါကလာဆိုတာတမင်မုန်တိမို့ပါလူမျိုးတွေပြည်နေမှုလို့ပြောဆိုလို့ရပါတယ်ဘာသာကွဲပြားလို့မုန်တိတယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောဆိုလို့ရပါတယ်ဒါကကဘာကအသေးပင်ဖြစ်ပါတယ်ယူအန်ပါဝါနိုင်ငံတကာကလည်းဒီရိုဟန်ဂျာတွေကိုဘင်္ဂလီကလာဆိုပြီးတော့မုန်တိတဲ့ဟာကဘာကသိပါတယ်နော်နဲ့ဒီလိုသုံးသပ်လို့ရပါကျေးဇူးတင်ပါတယ်JR Rohingya kol Burman made hotolota asilam arkan hodde nanki Burman loire kan deshasil ya arkan hodde nanakan sirakan zagasilဟုတ်ပါတယ်နမဲလဲမဲခွင့်ကြတော့ရိုဟန်ဂျာဘာသာနဲ့မဲလာတဲ့မဲခွင့်ကရိုဟန်ဂျာများကမြန်မာနိုင်ငံမှာဘယ်နှခုနိုင်ကလေးကရှိခဲ့ပါသလဲအာကန်ကဗမာပြည်နဲ့တကူတည်းရှိခဲ့သလားတို့ဒီမဟုတ်တိကရာရှိခဲ့သလားသိပါရစေဟုတ်ပါတယ်အခုလိုကြရတဲ့ USA မှာမဲလာတဲ့ဟာကိုအတူပဲကျေးဇူးတင်ပါဟုတ်ပါတယ်ရိုဟန်ဂျာများကစေတဲ့ရာဇုနဲ့ဆင်ကားရာဇုတော့မှာမြန်မာနိုင်ငံမှာရှိပြီးသားပါတမယတော်တာရခိုင်မှာဆိုရှိပြီးသားပါဘုမပြောလိုက်မယ်ဆိုလို့ရှိကြီးဆင်ကားရာဇုမှာမွတ်စလင်ကောင်းဆောင်ဆူလတန်ဆိုလီမန်ဆိုတဲ့မင်းတို့ရဲ့ကဂိဆုနေရာကိုဂိဆုကဲရာကိုတမယတော်တာရမဒများစွာရှိပါတယ်အာကန်ဆိုတဲ့ရိုဟန်မှာတရှင်ကတိကရနိုင်ငံထေရှိပြီးသားပါဗမာပြည်နဲ့မပေါင်းသေးပါမောင်းနဲ့မွတ်စလင်ဆိုပြီးမန်စာစစ်တဇာဖူးတဲ့အုပ်ချုပ်ခဲ့တဲ့ဟာကိုလည်းပဲတမယတော်တာရသိရပါတယ်ဒီရကိုင်အာကန်ရိုဟန်ဆိုတဲ့ဒီနိုင်ငံဟာနောက်မှာပဲဗမာပြည်နဲ့တဆာဒီဖိုင်လာဆိုတိကရနိုင်ငံရှိပြီးသားပါရိုဟန်ကတိကရနိုင်ငံတကောပါဆိုပြီးကျွန်တော်ပြောလို့ရပါတယ်JR Sheshor swallow deze terrorism bagi AA
আরকান স্টেটর 17 টনের ভিতর 14 টন বর্মার জান্টা মিলিটারি সরকার লইরে 2024 আর 25 মাদে লড়াই করিয়রে লেফালাই যেদে এ সময় নানত মাদে হাজগরি মন্ডবুজ দন শহরত মাদে অল্প করিয়রে থাইগুল বুদে রোহিঙ্গা অকলরে এই টেররিস্ট মকবাইগি এ 2 নম্বরর জুলুম গরিয়রে গেদে এনান লইয়রে অদ্দনি আর টেররিস্ট মকবাইগি এ যে কানিকি আরকানরে মক দেশ বলি হইরে বানাই বলাই কুয়াব দিকিয়রে যার এনান তারা কামিয়াব ওয়রে যাইবনে যে JRF USA ကဥဆုံးမဲ့ကွင်မဲလာတဲ့ဟောက်ကတူပဲကျေးဇူးတင်ပါတယ် JRF USA ကအဲကနေပြီးစေကနိုင်မှုတွေကဆယ်လေးမျိုးတွေကိုမျိုးတင်တိုက်ဖို့ဆိုပြီးသိမ့်ပိုက်ခဲ့ပါတယ်အောင်လို့ဘုဒ္ဓတော်မှာ genocide ပြုလုပ်ခဲ့ပါတယ်ဒီကိုရခိုင်နိုင်ငံတူတောင်းမယ်ဆိုပြီးတော်လာပါတယ်အောင်မလာမရနိုင်ပါဗလားဆိုပြီး JRF USA မှာမဲလာတဲ့မဲကွင်ကိုတူပဲကျေးဇူးတင်ပါတယ်ဒါကလည်းရိုဟင်ဂျာဘာသာနဲ့ပဲမဲလာဆိုဖိုက်ပါတယ်ကျေးဇူးတင်ပါတယ်JRF USA ကိုတူပဲကျေးဇူးတင်ပါတယ်အခုမဲလာတဲ့မဲကွင်ကအရင်ခေါင်းပါတယ်ရခိုင်နိုင်ငံတူတောင်းမယ်ဆိုတာကနိုင်ငံရေးစိတ်ရေးနိုင်ငံတကာမူဝါဒသတ်ဆိုင်ပါတယ်သွန်းတယ်ဆိုတာကနိုင်ငံတော်ကိုတူတောင်းလို့ရတာမျိုးမဟုတ်ပါလုံးဝမဟုတ်ပါမြို့သိန်းဒါနနိုင်ငံတူတောင်းမယ်ဆိုတာမဖြစ်နိုင်ပါတကွေတပရစီပါဘယ်တော့ပဲမြို့သိန်းသီးနိုင်ငံတူတောင်းလို့မရပါလောသမက UN အပေါ့ဝါမောရမြန်မာနိုင်ငံကတီပူပေးဖို့လိုပါတယ်။ဒါလို့များသူတို့တန်ရှန်လက်ထန်ပါလိမ့်မယ်။ဒီစရာရှေ့တော်အရှနိုင်ငံတကူကပြင်ရပါမယ်။သူပြီးတိတ်ကူတို့ရှာလက်ပို့ပါလိမ့်မယ်။အရမဝံပါအရှိနေပါအကျုံးမဝင်ပါနိုင်ငံတကူတူတောင်းမယ်ဆိုတာက UN အပေါ်ကကမ္ဘာနိုင်ငံအသေးသေးကတောက်ကန်ဖို့လိုပါတယ်။အဓိကက UN ကတောက်ကန်ဖို့လိုပါတယ်။နိုင်ငံဖွဲ့သတ်မှတ်ပြီးဖို့လိုပါတယ်။အခုလူများကွာတွေကိုမပေးဘဲနဲ့နိုင်ငံတူတောင်းမယ်ဆိုတာလွယ်ရဆမ်းမဟုတ်ပါလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။နိုင်ငံတူတောင်းမယ်ဆိုတာကမဖိုက်နိုင်တဲ့အရာတကူပါ။လုံးဝကမဖိုက်နိုင်ပါလို့ကျွန်တော်သုံးသပ်လို့ရပါ။အဲ့ဒါကနိုင်ငံတူတောင်းမဲ့ဆိုတဲ့စကားလုံးကအကျုံးမဝင်တက္ကသိုလ်နိုင်ငံသားတိုင်တန်သားများရဲ့အကွာတွေကိုမပြည့်ပြည့်နဲ့အကွာတွေကိုပိတ်ပံပြီးကိုနိုင်ငံကိုထူထောင်မယ်ဆိုပြီးရခိုင်နိုင်ငံထူထောင်မယ်ဆိုပြီးမဖိုက်နိုင်ပါရှေ့တုန်းကကိုအစကတည်းကနံပါတ်9မှာပရိုတာခဲ့တယ်လို့မောက်မန်တာမန်စာနဲ့ရဟန်မန်စာတိကဖူးတဲ့အုပ်ချုပ်တဲ့ဟာလည်းပါဝင်ပါတယ်အထောက်တက်ခံလုံပြီးသားရခိုင်မှာကရဟန်ဂျာနဲ့အကူအကောရခိုင်မောက်တိကလောနပါဇလုံးကနေပြီးဟင်းနိုင်ပြီးမှရရှန်လေရမှာမဟုတ်ကေရခိုင်နိုင်ငံတူတောင်ပြီးရခိုင်ကိုပဲရခိုင်မန်စာပဲအုပ်ချုပ်မယ်ရဟန်ဂျာကိုပိုက်ပေတာမယ်ဆိုတဲ့ဟာဒီလုံးဝမဖိတ်သားရီအရာတကောလုံးဝကျွမ်းမဝံပါလို့ကျွန်တော်သုံးသပ်လို့ရပါကျေးဇူးတင်ပါတယ်အခုလို JRF USA မှာမဲကွန်မဲပြီးကမဲလာတဲ့ဟာကိုအထူးပဲကျေးဇူးတိုင်းပြပြပလုပ်တဲ့ထွန်းမဲ့နိုင်ကဇဝဲမှုနဲ့ခန့်နိုင်မှာမဟုတ်ပါတရရှတိုင်ရန်တိုင်ရှန်ရှန်တရကဖရန်နိုင်ငံတကာတရကမလည်းလွတ်နိုင်မှာမဟုတ်ပါလို့သုံးသပ်လို့ရပါတယ်အဲ့ဒါကမှန်လဲမှန်ပါ